နားညအရာတွေတဲ့အနစ်ကိုကြိုက်နေပြီတရေမှာ အားလုံးမင်္ဂလာပါဗရလောကနာနာဘာဝအစီအစဉ်ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ပုံမှန်တင်ဆက်သူမိုကူမီကီပဲဖြစ်ပါတယ်ခင်ဗျာဗရလောကသားတွေရဲ့နေထိုင်မှုပုံစံနဲ့လူတွေမှာမလုံဆောင်နိုင်တဲ့နာနာဘာဝလောကသားတွေလှုပ်ပြနေတဲ့ဗီဒီယိုမှတ်တမ်းတွေကိုဘူဒုတရစေရန်တင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ TikTok page ကိုလည်း follow လုပ်ထားဖို့မမေ့နဲ့နော်ဗရလောကအကြောင်းရှာဖွေသူပြပြချက်အရာဒီတိုက်ကြီးကတဲခုခန်းနဲ့အနိတ်ခံဖြစ်ခဲ့ပြီးအကြောင်းအမျိုးမျိုးကြောင့်ပိတ်သိမ်းသွားခဲ့တယ်ဒီအနိတ်ခံမပိတ်သိမ်းခင်မှာလည်းဧည့်သည်တယောက်အနိတ်ခံနေဆုံးပုတ်ပြက်နေတဲ့မျက်နှာပုံစံနဲ့မိန်းကလေးတယောက်အရှိမလာရက်နေတာကိုတွေ့လဲရတယ်လို့ပြောပြထားပါတယ်ပြီးတော့ဒီမှာရှိတဲ့တိုက်ဆောင်ကြီးကလည်းကျန်းတယ်လို့သိရပြီးကူမန်ထောင်းဆိုတဲ့အနက်ကလေးတွေလည်း၄កောင်အထိရှိတယ်လို့ရှာဖွေသူကပြောပြထားပါတယ်ခင်ဗျာဒီတိုက်ကိုလာပြီးရှာဖွေစူးစမ်းမှုပြုလုပ်ကြတဲ့အဖွဲ့တိုင်းနဲ့အဖွဲ့ကပါမျက်နှာစုပ်ပြက်နေတဲ့မိန်းကလေးနဲ့ကူမန်ထောင်းဆိုတဲ့နက်ကလေးနောက်ရှက်ချော်လန့်မှုကိုအမြဲခံရတယ်လို့ရှာဖွေသူကပြောပြထားပါတယ်သူတို့အဖွဲ့ကဒီတစ်ချိန်နဲ့ဆိုရှာဖွေစူးစမ်းမှုပြုလုပ်တာ10ချိန်မြောက်ဖြစ်ခဲ့ပြီးဒီတစ်ခါရောချော်လန့်မှုတွေကြုံတွေ့ရအောင်မလားဆိုတာအတူတူလိုက်ပါကြည့်ရှုလိုက်ရအောင်ခင်ဗျာ สัพพะโตอะระหะโตสัมมา ကဲ สัมพุท စ ธัสสะ ပြီနော်ပြိတ္တရေ สาธุเจ้าที่ทางพระแม่ธรณีค่ำคืนนี้เปิดทางให้ดวงจิตดวงวิญญาณสัมภเวสีผีสางทั้งไม้และวิญญาณได้ร่อนหรืออะไรก็ช่างที่วนเวียนอยู่ในสถานที่นี้ ဒီနေ့ကလည်းအရင်တော့လည်းလာဘူးပါတယ်ဒီဖက်တီတွေလည်းလာဘူးတယ်နော် ให้เราได้ให้พบเจอหรือเกิดอะไรก็ได้สาธุไป ပြောဖို့ဆိုလို့ရှိရင်ဒီတဲခုခါလည်းတကယ်ချမ်းတဲ့နေရာပေါ့နော် ขึ้นขยับลิมิตค่อยๆเดินสำรวจไปก่อนนะพี่นะเพราะว่าพอปล่อยทิ้งร้างแล้วอย่างไงมันก็ต้องมีวิญญาณสัมภเวสีผีสางนางไม้อะไรก็ช่างมาอาศัยอยู่ ဒီနေရာကလည်းပြစ်ထားကြပြီးသားမဲ့လည်းဝိညာဉ်တွေကရှိတယ်ပေါ့နော် เหี้ยอะไรวะสวัสดีนะครับอุ้ยขนลุกเว้ย စက်တင်ထားတယ်တဲ့စက်တင်ထားအောင်ပေါ့နော်ဒီနေရာမှာရှိတယ်ဆိုတော့သိနေတာဟုတ်နော်ဟေး อุ้ย အဲ့နေရာမှာရှိတယ်ဆိုတော့သိတော့ကြောက် มัน တယ် คือ ဗျ อะไรวะเนี่ย အဲ့ဒါပါလေတဲ့ဗာအသိပဲလဲပေါ့နော်မိချိုးတွေတွေ့တာနာတာ สายไฟเชื่อมไปไหน เดี๋ยวแป๊บนึงพี่ ပါကြီးလေဗာအသိပဲ วันนี้ปลั๊กสามตา เราไม่ได้มา4 เดือน ผมไม่รู้ว่าพื้นที่ตรงนี้มันเป็นยังไงบ้างครับพี่ ဒီမှာတဲ့မလာတာလေးလရှိပြီပေါ့နော် ของแชร์นะพี่นะ ဘာဖြစ်ခဲ့ဆိုတာမသိဘူးတဲ့ นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะ ဟေးအတန်ကစပေးပြီ ภะคะวะโตอะระหะโตสัมมาสัมพุทธัสสะสาธุดวงจิตดวงวิญญาณสัมภเวสีขาโตนี่เหรอ အဲ့မှာမိန်းကလေးဝိညာဉ်လည်းအသေးချမ်းတာနော်သူတို့အဖွဲ့ကမဟုတ်တခြားအဖွဲ့လာရိုက်ရင်လည်းအဲ့လိုပဲဗျကျန်းတယ်ဗျ เดี๋ยวนะพี่นะไปเหมือนมีอะไรผ่าน တရားရောက်ဖြတ်သွားသလိုတဲ့ ลูกเอ้ยและพี่สาวหญิงสาว ที่หนาเละๆอย่างที่ลูกค้ามานวดแล้วเขาเจออุ้ย ကလေးကဒီမှာတဲ့အမမိန်းကလေးတဲ့နော်အဖြူမလေးပေါ့နော် กูกลับ ဟိုဒီမှာအနိတ်ခန္ဓာလူလာမသိဘူးမျက်နှာဆုပ်ပြက်နေတဲ့တယောက်ပေါ့နော်တွေ့ရတယ်တဲ့ นี่กูขนลุกเว้ยสวัสดีครับทำอะไรกันอยู่ မင်္ဂလာပါတဲ့ပါလုံးနေကြတယ်လေတဲ့ပါလုံးနေကြလေတဲ့မလီဘာကြီးလဲလို့ပါတွေ့တယ် เดี๋ยวไอ้นิกดูไลฟ์พี่อยู่ไหมเฮ้ย တဲ့အခု live ကိုကြည့်နေလားတဲ့ဟေးဟုတ်လားဟုတ်လားမဟုတ်ဘူးလားဟုတ်လားမဟုတ်ဘူးလားလှုပ်ပြီးလှုပ်နေပြီအေး มึงฟังเสียงกูชัดๆเลยนะหากเสียงลำเสียงกูลอยลงไปข้างล่าง အနိတ်တဲ့အကိုရဲ့အတန်ကိုတဲ့ เคยมาครั้งแรกครั้งเดียวตอนมาออดิชั่น ရှင်းလေးနား ค ထော รั้ င် งนี้ ပါ เป็น တဲ့ ครั้งที่2ที่มันมา အနိတ်ကလည်းဒီမှာလာနှခါရှိ ใคร တယ် เอ่ နော် ย က audition ด လို့ วง ခါ วิญ မှာ ญาณห လာ ญิง ဘူးလေ สาว ဒါကဒုတိယ กุ အချိန် มาร ပေါ့နော် ร้อย ဟေးဒီမှာကူမန်လည်းရှိတယ်ကူမန်အဲ့နက်ကလေးလည်းရှိတယ်နောက်မှာဒီမိန်းကလေးတယောက်လည်းရှိတယ်ပေါ့နော် ต้องสติ
နောက်ပြီးမှဒီတိုက်အဆောင် ไม่อยากจะใช้ ရှိတာပေါ့ คำว่า နော် สติกับตัวเอง